အခန်းကိုနောက်တနေ့မောင်ထောမြတ်သည်ရွှေဘုံမှပြန်သွား၍မန္တလေးသို့ရောက်သည်နှင့်မိမိ၏အိမ်သို့ဝင်သည့်အခါတွင်ကျောင်းပြီးပြန်လာသောတငယ်ကလေးများအိမ်သို့ရောက်သောအခါမိဘတို့သိမည်ကိုဆိုပြီးတကဲ့သို့မောင်ထောမြတ်လည်းမိမိမိန်းမယူမည်အကြောင်းကိုမတ်ချမ်းပုံသိမည်ဆိုလျက်ရှိလေမောင်ထောမြတ်သည်မတ်ချမ်းပုံ၏လက်ပေါ်မှကြီးခဲ့ရာအမကြီး၏စိတ်ကိုကောင်းကောင်းသိသဖြင့်မိမိအိမ်ထောင်ပြုလျက်အမှန်စိတ်ဆိုးလိမ့်မည်ဟုရိပ်မိလေအကယ်၍အိမ်ထောင်ပြုစေကမူပတ်စံရှိ၍တစုံတစ်ခုလှုပ်ပေါ်ကိုက်ပေါ်ရသောမိန်းကလေးတစ်ယောက်နှင့်ဆိုလျင်တော်လေးသေးယခုမှမပတ်စံချင်းငွေဟူ၍လည်းမရှိလှုပ်ပေါ်ကိုင်ဖက်လည်းရမည်မဟုတ်ဒီခင်စိန်ကြီးနှင့်တက်မြတ်ကြမည်ဆိုပါလေမတ်ချမ်းမှုသည်ငုတ်ချတဲ့ဘောတူမည်မဟုတ်မောင်ထုံးမြတ်သည်ထင်မိလေခင်စိန်ကြီးမှာရုပ်ရည်ချောသည်လှသည်မှန်၏သို့သောမတ်ချမ်းမှုမှာအယုတ်ရည်ချောလှခြင်းသည်ကြည့်ရှုရန်သာလျှင်ကောင်းလေသည်အယုတ်ရည်ချောလှ၍အတုံးမွေသောမိန်းကလေးတစ်ယောက်ကိုသားမယားဖြစ်ဖြစ်ပေါင်းသိရန်ကအလင်းမသစ်တော်ဟုအယူရှိလေသည်သူဖြစ်၍ခင်စိန်ကြီးနှင့်အကြောင်းကိုသိရလေမိသူကြံဖန်၍ဖြစ်မည်ကိုမသိသောကြောင့်မောင်ထောမြတ်သည်အမကြီးအားမတိုင်မီပင်ရှိလေမန္တလေးမြို့လေဝံမင်းတစ်ယောက်သည်စစ်ကဲကြီးနေထိုင်မှုသောမောင်ထောမြတ်၏အိမ်ကိုငားမည်ဟုတည်င်းရ၍စာဖြင့်ရေးသားရာအိတ်ကအနှဲငယ်ကွာသောကြောင့်ဈေးဆက်လျက်ရှိနေစဉ်မောင်ထောမြတ်ပြန်လာသည့်နေ့တွင်လေဝံမင်းထံမှစာတစ်စောင်ရရှိလေ၏၎င်းစာမှာမောင်ထုံးမြတ်ပြောသည့်အတိုင်းအိတ်ခပေးရန်သဘောတူကြောင်းပါရှိရာမောင်ထုံးမြတ်သည်ဤအိမ်ကိုငားမည်မကြံစီကြောင်းနှင့်အမကြီးမသိအောင်စာပြန်၍ရေးလိုက်လေမချမ်းပုံမှမသိရှာသေးသည်ဖြင့်အိမ်ကိုလူ900ပေတော့မည်ဟုဝမ်းမြောက်လျက်ရှိလေမောင်ထုံးမြတ်သည်ရွှေဘုံမှပြန်ရောက်၍9ရက်ခန့်ရှိလျင်မိမိသည်မောင်ထုံးမြတ်တို့၏နေအိမ်သို့အလဲလာရမောင်ထုံးမြတ်တို့မောင်နှမတို့သည်ညနေစာစားပြီး၍လက်ဖက်ရည်တောက်လျက်ရှိနေကြသည်ကိုတွေ့ရလေအလိုအမတို့ထမင်းစားပြီးကြပြီတဲဆိုးပါလားဤတော့ကို့မောင်ကသွားเสียရှိလို့တဲ့လက်ဖက်ရည်တောင်အတော်တောက်ခိုင်းရတယ်မတောက်ချင်မှမူပြောတာအမကြီးကျွန်တော်သွားเสียတွေအများလို့ဘာဖြစ်လို့မတောက်ရမှာလဲမတောက်ပဲမင်းမသွားရဘူးသူ့ဖြစ်ဒီလိုကြီးပဲအခုတော့ကြည့်ပါဦးမနေ့ပြန်ရှိဖို့သွားမှာအခုမှပြောရတဲ့ဒီမှုကမပြီးသေးဘူးလားမပြီးသေးဘူးကဲဒါဖြင့်မင်းဒီအိတ်သွားပြင်လိုက်အောင်မယ်မောင်ထုံးမြတ်ဒီရုတ်တရက်ထား၍နေပါစီမကြီးရဲ့ကျွန်တော်ဘာသာပြင်ပါမယ်တီအိတ်ကူတာကျွန်တော်အခန်းထဲတွင်းထားလိုက်ပါစေဟိုဒီအိတ်ကြီးဟာမတ်ချမ်းပုံသည်မိသည့်အရာမစွန်မစွတ်ပြရပဲမနေနိုင်တဲ့ဖြစ်တီအိတ်ကြီးဟာဘာလို့ကိုလဲတီအိတ်ကြီးကိုဘူးရီလောက်ရှိတဲ့တီအိတ်ကြီးကိုမင်းကဘာထက်မလို့လဲစက်ကူတွေစာအုပ်တွေယူစရာရှိလို့ပါမကြီးရဲ့အောင်မဲစာအုပ်တွေကဘယ်လောက်များလို့လဲကွယ်ငါထည့်ပြမယ်အငယ်နဲ့ဝင်အောင်မဟုတ်ပါဘူးအမကြီးရဲ့ကျွန်တော်ထည့်ပါမယ်နေပါစေဟူစာကဘာလို့ကိုလဲအိုးဟုတ်တာမင်းခေါင်းတလုံးရှိတာငါပေးစမ်းပါမောင်ထုံးမြတ်သည်မိမိဒဏ်ရာရည်နေ့စဉ်မှတ်တမ်းစာအုပ်ကိုထုတ်၍စာအုပ်ကြားတွင်ညှက်လျက်ထားသောတစိ့ခေါင်းကိုကြီးအားမချမ်းမှုသည်၎င်းစာအုပ်ကြားတွင်စာဆောင်ကိုမြင်လိုက်သဖြင့်ဖြက်ကနေလန်းယူ၍ဒီစာကဘယ်ကစာလဲဟေးမင်းကလေးလက်ရည်နဲ့ပါလားဟူမေးလျင်မောင်ထုံးမြတ်သည်စာအုပ်ကိုလူယူ၍မဟုတ်ပါဘူးအမကြီးရဲ့ဘာဖြစ်လို့သူတစ်ပါးစာကိုဖတ်ချင်တယ်လဲဟူမေးပြန်ရာမောင်ထုံးမြတ်မင်းအခုမှဘာဖြစ်တာလဲမတ်ချမ်းမှုကဆိုရင်မောင်ထုံးမြတ်ကစာကိုပြန်ပိတ်လျက်ဘာမှမဟုတ်ပါဘူးဗျာသူတစ်ပါးစာဆိုတာမကြည့်အောင်ဘူးအမကြီးရဲ့မဟုတ်ဘူးလားမိမိကြီးဟုအရေလေးပြောလေဒီတော့ရွှေဘူကိုရောက်လေဝတ်လုံကြီးတို့အိမ်ဝင်အောင်မလားဝင်အောင်မယ်ခင်စိတ်ကြီးကိုယောက်ျားယူမဲ့အကြောင်းကမကြားခဲ့ဘူးလားဟာကိုကြားခဲ့တာတွေအကုန်ဘယ်မှမိနိုင်မလဲကဲမိမိကြီးကျုပ်လည်းအဲ့ဒီလမ်းကသွားရမယ်လိုက်တော့မလားသွားကြစို့ဟုခင်စိတ်ကြီးအကြောင်းကိုမပြောချင်တော့ကြောင့်စကားစားတက်ပြီးလင်းထားလေအိမ်ပြင်သို့ရောက်လေမိမိကြီးကမဟုတ်ပါဘူးကိုထောမြတ်ကဲပြောစမ်းပါဦးခင်စိန်ကြီးတယောက်ယောက်ျားယူမယ်အကြောင်းများမကြားခဲ့ဘူးလားအေးလေကြားရတွေကိုအကုန်မမိမနိုင်ပါဘူးပြောပြီးပြီမဟုတ်လားကဲပြန်စင်းစားပြောစမ်းပါဦးကြားသလားမကြားဘူးလားအလိုတဲခက်ပါလားသူယူရှင်ယူမှာပေါ့ဘသူ့တော့တစ်ခေါက်သွားတာနဲ့ဘယ်သိနိုင်မှာတော့ဒီတစ်ခေါက်အပြန်ဖြစ်တီးခဲ့လိမ့်မယ်ထင်တယ်အောင်မယ်ဟုတ်တယ်ရှင်တိရအောင်မေးမြန်းပြီးမက်ခက်စမ်းပါဝတ်လုံကြီးသားရှိတယ်ဆိုပါလားသူနဲ့များထင်ပါရဲ့တဲတွေးကောင်းပါလားသားကလေးကပြအခုမှ9နှစ်လောက်ရှိသေးတယ်တဲတွက်လက်တဲ့တငယ်ကလေးမိမိရေကိုတို့တော့ကလေးများရဲ့ဒီလိုကလေးမျိုးလူချင်းတယ်ဟုအမတ်မဲ့ပြောလိုက်ရအလိုတဲတိုးပါကလားလူလူကြီးလုံနေတော့မယ်လို့အများကထင်နေကြတဲ့အထက်ကလေးတွေပါရင်များစိတ်ကူးလို့လူလူကြီးလုံတော့မယ်လို့ဘယ်တော့မှပြောဘူးလို့တော့မပြောတတ်ပါဘူးရှင်ဒီလိုထင်ကြတာပေါ့
အသက်30ရှိလို့တာမယာဘယ်တော့30ရှိသေးလို့တော့30ရှိတဲ့အခါကျတော့လူကိုဖြစ်ချင်ဖြစ်နေမှာပေါ့ဘယ်သူသိနိုင်မလဲဒါဖြစ်ရှစ်စိတ်ထဲမှာတော့မှတ်နာတာရှိတယ်ပေါ့လေဒါတော့မရှိဘူးမပြောဘူးလေအချိန်တန်တော့နွားပိန်ကန်လိမ့်မတဲ့မကြောက်ဘူးလားသူကဲ့သို့မောင်ထုံးမြတ်ပြောသည်ကိုကြားလေမိမိရည်သည်မိမိအားစောင်းရီပြောနေသည်မှတ်ရှာ၍ခြေလန်းရမည်ကိုများမသိပဲရှိကြ၏အိမ်ပေါက်သို့ရောက်လျင်မမီနဲ့တွေ့ရအောင်မသိဘူးတော့မမီကတော့ရှင်ညံ့နေရပဲပြောနေသေးတယ်မောင်ထုံးမြတ်တို့များအခုတလောတဲစိမ့်နေတယ်တဲ့ခုပြောလျင်မသိသေးဘူးမိရဲ့သွားစရာတွေကများသေးတယ်မစိမ့်ပါဘူးလို့မိကပြောလိုက်ပါတော့မောင်ထုံးမြတ်သည်ရွှေဘူသို့သား၍သုံးရင်းမြောက်သည့်နေ့တွင်ဇေးကြီးဥတာတော်သည်မကျန်းပုံထန်လာ၍ဟောဒီမဲ့အမကြီးကိုထုံးမြတ်စီကအမကြီးဖို့စားတာစားအလိုမောင်ထုံးမြတ်ကငါစီစားများရေးလို့လားဘယ်တော့ပြန်ခဲ့မတဲ့လဲမပြောတတ်ဘူးကျွန်တော်စားထဲမှာတော့ပြန်ဖို့အကြောင်းမပါဘူးပြောလင်းမကျန်းမှုဒီစာကိုဖွင့်ရဖတ်ရမိမိတက်တက်တွင်ဤမြလောက်မအပ်ဦးဘူးတဲ့တည်င်းကိုကြားရသည့်လက္ခဏာနှင့်ကလေးထိုင်ပေါ်သို့ပက်လက်လန်၍လဲသွားလေစာတွင်ပါရှိသည်ကကျွန်တော်မောင်ဖြစ်သူစာဖြစ်အကြောင်းကြားလိုက်ပါသည်အမကြီးကများကျွန်တော်ဒီကွယ်လိုသူစစ်ကေကြီးဦးထင်ကျော်၏သမီးခင်စင်ကြီးနှင့်ထိမ်းများ၍ပြီးပါကြောင်းနောက်စာတွင်အကြောင်းစုံထည့်၍ရေးလိုက်မည်ဖြစ်ပါကြောင်းမောင်တော်မြတ်မရန်ပုံနဲ့စာကိုဖတ်ပြီးရှိစကားပြောနိုင်သောဖြစ်သူရောက်လျင်ပြောင်းတာအလကားပြောင်းတာဘာဖြစ်လို့ရှင်ပါဇက်ကြီးဟာယူသလိုရည်စည်ရတာလုပ်နေရတာတော့ပြောဒါဟုတ်လားမဟုတ်ဘူးလားပြောစမ်းပါဟုတ်အလိုတဘောကောင်း၍ဘာမှမလုပ်ရှာသည့်ဥသာတော်ဟာငေါ့၍မေးလျင်ကျွန်တော်လည်းအင်တန်အောနေတာပဲမကြီးရဲ့ပြောင်းတာဟုတ်မှမထင်ဘူးကျွန်တော်စာထဲမှာလည်းဒီလိုပဲပါတယ်ဟုပြောရမဟုတ်ပါဘူးလေမဟုတ်ပါဘူးသူသွားတာမှ3ရက်ရှိသေးတာပဲသွားတော့ကလည်းမရယူကိုစိတ်မကူသေးပဲဒါတော့ကျွန်တော်တို့ဘယ်သိနိုင်မလဲအမကြီးရဲ့သွားတော့ကအတောင်ရန်သွားသလားမှမသိပဲကုတာတော်ကပြောရင်မကျမ်းမပါအော်လေဘယ်နဲ့အတောင်ရန်သွားတယ်သူဒီလောက်ယူပါမလားပြန်လာပါစီအောင်တင်းတို့နှစ်ယောက်တော့လားဘယ်တော့မှမကြည့်ဘူးကြည့်ပါဦးတော့စကဲကြီးသမီးနဲ့မှတဲ့စောက်ကလေးဖက်ပြီးဘာမှလုပ်ဖို့မရတဲ့လင်နာကတ်နေမဲ့ကောင်းမကလေးနဲ့မှသူ့ထစ်ယူတဲ့မိုက်တဲ့ကောင်ရှိသေးရဲ့လားသူပါယူလို့လဲအမကြီးရဲ့ဘာပြောတယ်ဒီပြင်ဘယ်နဲ့ယူအောင်မလဲယူုံဘာကမလဲမိုက်တယ်ယူတယ်အားတယ်ပိန်းတယ်ညံမရှိအစင်းစားမရှိမြွံမြင်မရှိအစအများသိရရင်ဒင်းကလာယူတယ်ဆိုပြီးယူထောင်ရအောင်ဥမာရှင်ကဘာကြည့်လဲထောင်မချနိုင်ဘူးမတ်တလားချမှာကဲသူတို့ပြန်လာဘယ်နေကြမလဲစကေကြီးနေတဲ့အိမ်နေလိမ့်မယ်ထင်တယ်အမကြီးရဲ့ဘယ်နဲ့စကေကြီးနေတဲ့အိမ်လေဝမင်းနဲ့အတူနေမလို့လားရှင်လည်းယူပြီးထင်တယ်လေဝမင်းကိုအိမ်မငါဘူးလို့သူမတော်ခင်ကစာပြန်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်ကသူတို့နေဖို့လို့လမ်းထားတာအမှတ်တယ်ခုပြောလေမကျန်းမှုသည်လျိုတာအော်လာသည်ဖြင့်ပါဇက်ဟရနေရမှထပြီးရင်ကိုသာတော်၏နောက်သို့သွား၍နောက်ရနှစ်ဖက်ကိုလက်ဖြင့်ဖိ၍မှာပြီးရင်ကလေးများကိုရွှေမြင်နယ်ပြပြီးတဲ့ကဲ့သို့တင်းငယ်ပူတိုက်သောဥသာတော်၏ကိုမြောက်ပြီးလင်သုံးချိန်တိုင်ကျန်းနဲ့ချင်းနဲ့ဆောက်လီလင်ကိုသာတော်မှာမကျန်းမှုလက်တွင်ကလေးကဲ့သို့ဖြစ်၍မယုံနိုင်ပဲအမလီအမကြီးရဲ့အမလီတရားကြီးအမကြီးရဲ့အနာဆိုရဲတောင်းမှရှာလေထို့နောက်အမကြီးသည်အားကုန်ပြီးဖြစ်၍လွတ်လိုက်ပြီးလင်ကဲမက်ပလားနောက်တစ်ခါတိလျက်နဲ့မပြောဘဲနေအောင်ဘာလဲရှင်းအလိုလူပါကုညီအားပြတာပဲလူကြီးဟာတေကာနီးမှထိန်ချင်ရသေးတယ်မဟုတ်ပါဘူးအမကြီးရဲ့ပေးချင်တဲ့သစ္စာပေးပါတော့ကျွန်တော်လည်းတင်းနေရတာမဟုတ်ပါဘူးစားရတော့ကျွန်တော်လည်းအမကြီးလိုပဲအင်တာအော်ဒါပါပဲကောင်းပြီဒါပြစ်လေဝမင်းကိုအိမ်မငါဘူးလို့စာပြန်ရေးတာတော့ရှင်းသိတယ်ဆိုအတူတူပေါ့ချင်းလဲလူတူလိုပါပဲကျွန်တော်ကဘီးမှတီးရတာပါအမကြီးရဲ့တကယ်လို့ပဲအစားအသင်းနေပါဦးတော့ကျွန်တော်ကစီသူကတခင်ကျွန်တော်ဘာတက်နေပါမလဲအမကြီးရဲ့ဒီကိုသူနေမယ်ဆိုရင်လည်းပဲနေနိုင်တော့ပါတယ်အမကြီးရဲ့အမကြီးလည်းသိတာပဲမင်းကလေးမှလည်းပဲစူစရာမရှိပါဘူးအကျုပ်လည်းချောအမျိုးလည်းကောင်းတဘောလည်းကောင်းတော့ပါရှင်လင်းထောမြက်နဲ့တူတူပါပဲရှင်တို့နှစ်ယောက်စလုံးယူထောင်ချလိုက်မှတော့ပဲဥသာတော့လဲကိစ္စပြည့်ရဲ့လှုပ်ရုပ်သူသွားလေမကျန်းပုံဒီကလန်ထိုင်ပေါ်တွင်ထိုင်လျက်အနီးနီးဖုံဖုံစဉ်းစားရင်းနေရအကျဉ်းတစ်ခုခုရတဲ့ဖြင့်မိမိတို့အိမ်တို့သွားလေမကျန်းပုံမှာမိမိမောင်နဲ့ခင်စိန်ကြီးတို့ထိမ်းများကြသည့်အကြောင်းကိုသူတစ်ပါးတို့သိနေကြလျင်မောင်တော်မြတ်သည်မိမိအမကြီးဟာအရေးလုံး၍မတိုင်ပေပဲတဘောရှိတယ်လို့လောက်ကန်သည်ဟုပြောဆိုကြမည်ကိုစိုး၍မိမိသည်ဤတည်င်းကိုအလျင်လွတ်မည်အကြိုက်စင်းနှင့်သွားခြင်းဖြစ်လေသည်
ဝထောက်ကြီးရင်သူရောက်၍ပဒင်းပေါက်တွင်ပြူလျက်ရက်နေသောမိမိကိုမြင်လျင်တဲထင်ကြီးတဲ့ကောင်မကလေးမက်ဟက်နင်တော့ဒီတခါဟုတယောက်တည်းပြောသွား၏အိမ်ရောက်သို့ရောက်လျင်မိမိကအလူအမကြီးစောစောစီးစီးအလဲလာသလားဟုမေးလျင်မတ်ချမ်းမုတ်သည်ဘာမှပြန်မပြောပဲကလစ်ထိုင်ပေါ်နေထိုင်၍ညညူလျက်နေလေဝထောက်ကတော့မှာထူအချိန်၌လမ်းမလျှောက်စပူလမ်းလျှောက်သွားလျက်ရှိလေသည်ဖြင့်အိမ်မှာမိမိတယောက်တည်းသာရှိလေမိမိဘာဖြစ်တာလဲအမကြီးဘာများစိတ်ညစ်လာလဲစိတ်ညစ်ကိုဘယ်ကမလဲမိမိရဲ့ကျုပ်တော့ဦးအသေးကျွမ်းတန်တာလန်းသွားတာပဲမောင်ထုံမြက်အလူဦးထုံးမြက်ဘာပြုလို့လဲနေမကောင်းဘူးကြားလို့လားနေမကောင်းရင်မကောင်းလို့သေသွားရင်ငါဘာဖြစ်ရမှာတော့ဘယ်နဲ့ပြောတာတော့အမကြီးရဲ့ဘယ်နဲ့ပြောရမလို့ငါစိတ်တွေရှိတာပြောတာပေါ့ခုပြောလေမိမိကြီးသည်မိသည့်အကြောင်းဖြစ်လေသည်နည်းမောင်ထုံးမြက်မိသူရှိလေသည်နည်းဟုတွေးတောလျက်မျက်နှာမကောင်းပဲရှိနေရမကျန်းမုံကကြည့်ပါဦးတော့လေဝုံမင်းကိုလည်းအိမ်မငားသေးဘူးတဲ့သူနေမလို့တဲ့ဒီကြီးကိုခုပြောလေမိမိမှာစကားကုန်ပြီးမဲ့၍ဤမြလောက်အကြောင်းနဲ့စိတ်ညစ်ရမရှိဘူးမျက်နှာသာ၍လာသည်ကိုမကျန်းမုံမြည်လေနေအောင်ညီကလေးတော့ပြီးတော့သိပါလိမ့်မယ်ဟုစိတ်တွင်အောက်မေ့ပြီးလင်ငါတော့ဒီကနေ့မှကြားရတယ်တော့ကြာကြာချင်းစိတ်ဆိုးလို့ဥသာတော်ကြီးကိုကန်ရင်လိုက်တာလက်မောင်းများတာအောက်လို့တင်းလို့တော့ဒီလိုလုံးမမက်မယ်ဟုပြောရမိမိကြီးမှာနားမလည်နိုင်အောင်ဖြစ်၍မကျန်းဘုံကိုမျက်နှာကိုသာကြည့်လျက်ညီလေဟိုစစ်ခင်ကြီးဦးထင်ကျော်သမီးခင်စိန်ကြီးကလေးသိတယ်မလားသိတယ်ဘာဖြစ်တယ်လဲမကြီးရဲ့ဥပုံစီရလာတော့ကတည့်ထဲလူကြီးကလေးနဲ့ငါခုတော့မျက်စိထဲကမြင်နေသေးတယ်ချောတော့ချောပါရဲ့တဲချောဒါဘာဖြစ်တယ်လဲအမကြီးရဲ့အေးသူနဲ့ထုံးမြက်နဲ့မင်္ဂလာဆောင်ပြီးကြပြီမိမိမှာဤစကားတန်ကိုကြားလျင်အမကြီးမှကျန်းပုံကြီးရှင်ရင်ဖြစ်၍စိတ်ကိုချုပ်တီးလျက်တတိထားပါတော့လဲမရနိုင်ပဲမျက်နှာလက်ဘင်းစသည်တို့၌သွေးသစင်းမှမရှိပြီးတကယ်တော့ဖြူဖက်ဖြူရောဖြစ်သွားပြီးလင်မဟုတ်ပါဘူးမကြီးရဲ့ဘယ်နည်းမှမဖြစ်နိုင်ပါဘူးသူပြောရဟုတ်တယ်လို့အာကြီးသေးတယ်အမိရေမနေ့ကပဲသူတို့မင်္ဂလာဆောင်ကြတဲ့အစားကများငါတီးရရင်တော့ရွှေဘူတစ်ခါလဲလိုက်တော့ပြီးမင်္ဂလာဆောင်နေတာတွေ့ရပါစေလူထဲများအတင်းဆွဲကိုခဲ့မှာမဟုတ်ဘူးမက်နဲ့အမိရေလုံမှာအခုတော့ခကြီးကလောကုန်ငါလည်းဘာမှမတတ်နိုင်ဘူးနေပါဦးမကြီးရဲ့မိမိမာထားခဲ့တာလေးတခုမိနေလို့ကိုပြော၍မိမိကြီးသည်အိမ်ပေါ်သို့တက်သွားပြီးလင်မိမိအခန်းတွဲသို့ဝင်၍မိမိကြီးကိုကျမ်းပေါ်သို့ပစ်လဲပြီးလင်တဲစွာငိုကြည်လေမိမိမှာအပြူပေါက်ကလေးဖြစ်၍လာသည်မှဆ၍၎င်းချိန်တိုင်အောင်နစ်လာများစွာမောင်ထုံးမြတ်တယောက်တည်းအားစိတ်ထဲ၌ဆွေးဆွေးမြဲမြဲချစ်ကြိုက်ခဲ့လျက်မိမိအချစ်ကိုမျိုးသိရလာခဲ့ရာမောင်ထုံးမြတ်သည်လည်းမိမိအားချစ်ခင်ဆုံးမလေသည်ဟုယုံကြည်မျှော်လင့်လျက်ရှိသည်ဖြင့်မောင်ထုံးမြတ်နှင့်ခင်စိန်ကြီးတို့ထိုင်များကြသောညကပင်အိယာတွင်တယောက်တည်းမောင်ထုံးမြတ်၏အကြောင်းကိုစဉ်းစားမိရှာလေအားရအောင်ငိုကြွေးပြီးမှမိမိသည်မိရီတို့ကိုတုတ်သိမ်း၍အိမ်ရောက်သို့ဆင်းလာလျက်မကျန်းဘုံကကြည့်ပါဦးတော့အေးဟိုကတက်တက်လုံးသူ့အဖေနဲ့ဘူလူလေလာတဲ့မိန်းကလေးဝတ်ဖို့စားဖို့စန်းရတီးဖို့အင်္ဂလိပ်ပုတ်စားဖို့ဖတ်ဖို့ဒါပဲတက်မယ်သူ့ဘုံသူ့ဘန်းနဲ့အေးဒီမိန်းကလေးများကြမ်းမှကြံစီပါပြီလေအခုကျုပ်ပြန်ရင်ဘာလုပ်မလဲတလားယူစရာရှိတာကြီးဟိုအိမ်ကျုပ်ကအိုးအောင်ပြောင်းနေအောင်ပါသူ့မိန်းမကြိုက်ပါမလားမကြီးရဲ့ကြိုက်ချင်ကြိုက်ချင်နေဘယ်နဲ့အမိရဲ့သူရောက်လာလို့အကုန်ကြများရတဲ့အထက်အိမ်အောင်ခွဲမနေနိုင်ပါဘူးခုနေတဲ့အိမ်အငားချပြီးကျုပ်ကဟိုအိမ်လိုက်နေမယ်ဘယ်နဲ့တော့ကျုံနဲ့တက်တက်လုံးနေလာတဲ့မောင်ကလေးဆိုပြီးမဲ့ပါကလေးလိုဂရုစိုက်ပြီးလာခဲ့အခုတော့မှ तू ကခွဲနေချင်လို့ကျုပ်ကမနေဘူးကျုပ်ကသွားအောင်မယ်မိမိအခန်းကိုပြီးပါပြီ